မိုးပြန်ပူပေါင်းခုနှလုံးဟာနပိုလီယိုဆိုတဲ့ခွေးကလေးကိုလေထုထဲစီမြောက်တင်ခေါ်ဆောင်သွားခဲ့ပါတယ်သူ့ရဲ့မိခင်ဟာထိလက်ကြနဲ့ပြင်းထန်စွာဟောင်းကောင်းနေခဲ့ပေမဲ့ကျိုးတဲ့ချီနှောင်ခံထားရတာကြောင့်တားငယ်လေးကိုမကူညီနိုင်ခဲ့ပါဘူးမကြမီမှာပဲခွေးကလေးနပိုလီယိုဟာမိခင်နဲ့ဝေးကွာပြီးကောင်းကင်ရန်ထပ်မှာမြောက်ပါသွားခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကတော့နပိုလီယိုဟာကြောက်ရွံ့ခြင်းမရှိဘဲအထက်စီကရှုခင်းကိုသဘောကျတာရနေခဲ့တာပါခဏကြာမှာတော့အမိုးပြန်ပူပေါင်းတွေဟာပင်လယ်ပြင်ထက်စီလွတ်ပါသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြက်တူရွေးတစ်ကောင်ပြန်တန်းလာပြီးသူ့ရဲ့ချင်းတောင်းပေါ်စီလာရောက်ဆင်းသက်ခဲ့ပါတယ်အရှိတ်ဘက်မှာကျုံးငယ်လေးတစ်ခုကိုထွက်လို့လာခဲ့ပါတယ်ကြက်တူရွေးဟာသူ့ရဲ့ထက်မြက်တဲ့လက်သေးတွေနဲ့မိုးပြန်ပူပေါင်းတွေကိုပေါက်ထွက်အောင်ထိုးဆစ်လိုက်ပါတယ်ဒါပေမဲ့ပူပေါင်းတွေပေါက်ထွက်သွားတဲ့အခါချင်းတောင်းဟာတောင်ဆောင်တိုင်းအောက်စီရှိန်နဲ့ထိုးဆင်းသွားခဲ့ပါတယ်ကြက်တူရွေးဟာဒါကိုမြင်တဲ့အခါစိတ်ပူသွားခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ဟာခွေးကလေးပင်လယ်ထဲမပြုတ်ကျအောင်ကယ်တင်ဖို့ကတိလို့ပါကံကောင်းစွာနဲ့ပဲနပိုလီယွန်ဟာ6ဆောင်အဆုံးပေါ်စီရုန်းကန်တက်ရောက်နိုင်ခဲ့တာကြောင့်ဘေးရန်တွေကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အလွန်ရေးစားလာတာကြောင့်နပိုလီယွန်ဟာရေတောက်ဖို့အတွက်မျောတစ်တုံးတစ်ခုပေါ်စီတက်လိုက်ပါတယ်ဒါပေမဲ့တစ်တုံးပေါ်ချေချလိုက်တာနဲ့တစ်တုံးဟာမျောပါသွားပြီးသူ့ကိုအာရဲ့အလဲဘဟုစီခေါ်ဆောင်သွားခဲ့ပါတယ်ပြုတ်ပြက်ဆိုသလိုအဲ့ဒီချက်တူရွေးဟာပြန်လဲပေါ်ထွက်လာပြီးနပိုလီယွန်စီခိုက်ရိုက်ထိုးဆင်းလာခဲ့ပါတယ်ထိတ်လန့်သွားတဲ့နပိုလီယွန်ဟာရေထဲစီခုန်ဆင်းလိုက်မှပဲမိမိကိုယ်တိုင်ရေကူးနိုင်မှန်းသိရှိသွားခဲ့ပါတယ်ချက်တူရွေးကအထက်ကနေလမ်းပြပေးခဲ့တာကြောင့်နပိုလီယွန်ဟာကမ်းခြေစီဘေးကင်းစွာရေကူးရောက်ရှိသွားခဲ့ပါတယ်အခုချိန်မှာတော့အကြီးမားဆုံးစိန်ခေါ်မှုဟာအစာရှာဖွေဖို့ပဲဖြစ်ပါတယ်နပိုလီယွန်ဟာတစ်တော်ထဲမှာအစာဘလို့ရှာရမှန်းမသိခဲ့ပါဘူးကြက်တူရီကသူ့ကိုအမဲလိုက်ကြီးစတင်တင်ကြပေးခဲ့ပါတယ်နပိုလီယွန်ဟာရုံးငယ်တစ်ကောင်ကိုတောင်ဖမ်းဆီးနိုင်ခဲ့ပေမဲ့ဘလို့စားရမှန်းမသိတာကြောင့်ရုံးငယ်ဟာရရှိတဲ့အခွင့်အရေးမှာပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်ကြက်တူရီဟာဒေါသထွက်သွားပြီးနပိုလီယွန်ကိုမိုးရစားဖို့အစာထိုးတင်ပေးခဲ့ပေမဲ့ဒါဟာဝမ်ဘိုက်ကိုပြည့်စုံအောင်မဖြစ်စည်းပေးနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲနပိုလီယွန်ဟာမွေးကြိုင်နဲ့အနက်ကိုရရှိသွားပြီးကြံခင်းတဲ့စီလိုက်ပါသွားခဲ့ပါတယ်ကြက်တူရီကအထက်ကနေတားဆီးဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့ခွေးကလေးကတော့အစာရှာဖွေဖို့အတွင်းစီဝင်ရောက်သွားခဲ့ပါပြီးရုတ်တရက်အဆိပ်ရှိတဲ့မွေးတစ်ကောင်ဟာသူ့ရှိမှပေါ်ထွက်လို့လာခဲ့ပါတယ်ထိတ်လန့်သွားတဲ့နပိုလီယွန်ဟာအနောက်စီဆုတ်ခွာပြေးသွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲကြံခင်းတစ်ခုလုံးမိခိုးတွေဖုံးလွှမ်းသွားခဲ့ပါတယ်မိလောင်မှုစတင်ဖြစ်ပွားခဲ့တာပါမိတောက်တွေအများဆန်းစွာပြန့်နှံ့လာတာကြောင့်ထိတ်လန့်သွားတဲ့နပိုလီယွန်ဟာထွက်ပေါက်မရှာဖွေနိုင်ပဲလူရဲစွာပြေးလွှားနေခဲ့ပါတယ်ကြက်တူရီကသူ့ကိုမြင်တွေ့သွားပြီးအထက်ကနေထွက်ပေါက်လမ်းကြောင်းကိုညွှန်ပြပေးခဲ့ပါတယ်နပိုလီယွန်ဟာအဲ့ဒီဥတီယာအတိုင်းပြေးလွှားပြီးနောက်ဆုံးမှာတော့မိဘကနေလွတ်မြောက်သွားခဲ့ပါတယ်ဒီလိုဖြစ်ပျက်ပြီးနောက်မှာလည်းသူဟာအစာဆက်လက်ရှာဖွေခဲ့ပေမဲ့အိမ်နဲ့အလွန်ဝေးကွာသွားခဲ့တာကြောင့်ချက်တူရီဟာလည်းသူ့နောက်ကိုမလိုက်ပါနိုင်တော့ပါဘူးအကွာဝေးအလွန်ဝေးကွာအောင်ရှောက်လန်းခဲ့ပြီးနောက်မောပန်းနှွဲနေတဲ့နပိုလီယွန်ဟာမြေပြင်ပေါ်စီလဲကျသွားခဲ့ပါတယ်ကျဲလောင်တဲ့မိုးကျူးတန်းကြောင့်သူရုတ်တရက်နိုးထလာခဲ့ပါတယ်မိုးရွာတော့မယ်ဆိုတာကိုရိပ်မိတာကြောင့်ချက်ချင်းပဲဘေးပြင်းတဲ့ခိုလုံရကိုရှာဖွေခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲကူတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်အတွင်းစီဝင်ရောက်လိုက်တဲ့အခါနပိုလီယွန်ဟာအဲ့ဒီမှာမူလကလေးကနေထိုင်နေကြတဲ့အခြားခွေးကလေးနှစ်ကောင်ကိုတွေ့ရှိသွားခဲ့ပါတယ်မိမိလိုမျိုးအခြားခွေးကလေးတွေကိုတွေ့ရတာကြောင့်သူအလွန်ဝမ်းမြောက်သွားခဲ့ပါတယ်ဒါပေမဲ့အထင်ထန်တဲ့မိုးရေချိန်ကြောင့်ရေကြီးရေရှမ်းမှုတွေကိုအတွင်းစီဒေါသတကြီးစီးဝင်လာခဲ့ပါတယ်ရုတ်တရက်ခွေးကလေးတစ်ကောင်ဟာပြင်းထန်တဲ့ရေစီးကြောင်းနဲ့တူမျောပါသွားခဲ့ပါတယ်သူဟာကြောက်ဆောင်ငယ်လေးတစ်ခုကိုတွန်းဖက်ထိန်းထားနိုင်ခဲ့ပေမဲ့ရေတို့အမတ်ဟာဆက်လက်မြင့်တက်နေခဲ့ပါတယ်တိုးဆုပ်ခြင်းမရှိဘဲနပိုလီယွန်ဟာရေထဲစီခုန်ဆင်းလိုက်ပြီးခွေးကလေးကိုသူ့ရဲ့ကြောကုန်းပေါ်စီမြောက်ပင်ကကမ်းခြေရဲ့ဘေးကင်းရစီကဲတင်ခေါ်ဆောင်သွားခဲ့ပါတယ်ခွေးကလေးသုံးကောင်ဟာရေကြီးမှုရောပါသွားတာကိုစောင့်ဆိုင်းရင်းစူးစီးခိုးလုံးနေခဲ့ကြပါတယ်ခဏကြာမှာတော့အခြားခွေးကလေးနှစ်ကောင်ရဲ့မိခင်ပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်နပိုလီယွန်ကသူ့ရဲ့ရင်သွေးလေးတွေကိုကဲတင်ပေးခဲ့တာကိုသိရှိသွားတဲ့အခါအဲ့ဒီမိခင်ဟာနပိုလီယွန်ကိုပါမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်အခုချိန်မှာတော့နပိုလီယွန်မှာအင်တလုံးနဲ့မြေတာပြေးသွားတဲ့မိသားစုတစ်ခုရှိသွားခဲ့ပါပြီတိုးတော်လဲသူဟာမိမိရဲ့အရင်ချာမိခင်ကိုအလွန်လွမ်းဆွနေစေပါနောက်ဆုံးမှာတော့မိခင်ဖြစ်သူဟာသူ့ရဲ့တငယ်ချင်းကန်ဂရူးစီအကူအညီတောင်းပြီးနပိုလီယွန်ကိုပင်လယ်ကမ်းခြေစီဘေးကင်းစွာပို့ဆောင်ပေးခဲ့ပါတယ်နပိုလီယွန်ရဲ့စစ်မှန်တဲ့အိမ်ဟာပင်လယ်ရဲ့အခြားတစ်ဖက်မှာရှိနေတာပါတိုးတော်လဲမိခင်စီရောက်ရှိဖို့အတွက်အလွန်ကျပြောတဲ့သမုဒ္ဒရာကိုဖျက်ဆီးမှုဆိုတာမလွယ်ကူလာပါဘူးအဲ့ဒီချိန်မှာပဲချက်တူရွေးဟာပြန်လည်ရောက်ရှိလာခဲ့ပြီးဒီတစ်ချိန်မှာတော့ပင်လယ်လေးတစ်ကောင်ကိုပါခေါ်ဆောင်လာခဲ့ပါတယ်နပိုလီယွန်ဟာပင်လယ်လေးရဲ့ကြောကုန်းပေါ်စီတက်ရောက်လိုက်ပြီးအိမ်စီကိုဖြည်းဖြည်းချင်းထွက်ခွာခဲ့ပါတော့တယ်လိုင်းနပိုလီဟာပြင်းထန်ပြီးခရီးစဉ်ဟာရှည်လျားလာပေမဲ့ဒီတစ်ချိန်မှာတော့နပိုလီယွန်ဟာတယောက်တည်းမဟုတ်တော့ပါဘူးသူဟာလန်ခီမှာတင်ငယ်စာများစွာကိုတင်ယူခဲ့ရပြီးအခက်အခဲတိုင်းမှာအနားမှာရှိပြီးခဲ့တဲ့တငယ်ချင်းကောင်းများကိုရရှိခဲ့ပါတယ်အခုချိန်မှာတော့သူ့ရဲ့မျက်လုံးတွေဟာပင်လယ်ရဲ့အခြားတစ်ဖက်စီစိုက်ကြည့်နေခဲ့ပါပြီအဲ့ဒီမှာတော့သူ့ရဲ့မိခင်ဟာခွေးကလေးတနေ့နေ့မှာပြန်လည်ရောက်ရှိလာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်ဆိုင်နေတုန်းဖြစ်နိုင်ပါတယ်နောက်ဆုံးမှာတော့စိန်ခေါ်မှုများစွာကိုကြော်ဖြတ်ပြီးနောက်နပိုလီယွန်ဟာမိခင်စီအောင်မြင်စွာပြန်လည်ရောက်ရှိသွားခဲ့ပါတော့တယ်ဗျာ